ဘာမှလဲအော်ဒီမှာကိုမမေကညဘက်ကြီးဆိုတော့သားလေးပျောက်သွားလို့ရှာနေတာသားလေးရေမလီဒီမှာမလီအသားလဲစားနေရပဲကြည့်အောင်ငွေဟုတ်တယ်မမေသိတာဗောတကိုပျောက်သွားလို့မမေကရှာနေတာဒီနားရောက်နေတာဟဲ့လားအပြင်မှာအိတ်တာအခုတလောခန်းထဲမှာလာမအိတ်ဘူးလားဟုတ်တယ်လာပါအောင်ဒီနားလာပါအောင်ချစ်လို့ပါချစ်လို့ပါကလေးကိုမမေကချစ်လို့ပါတမမေကြီးနောက်မလာတော့ဘူးလားမမေကြီးနဲ့လာမအိပ်ဘူးလားအသားလည်းချွဲလိုက်တာချွဲတဲ့အတန်လေးမမေကချစ်လို့လေနော်ဟုတ်တယ်အမလေးချွဲနေတာအကိုကြီးကလည်းချွဲလိုက်တာအကိုကြီးကလည်းဟုတ်ပါအမလေးချစ်စရာလေးအခန်းထဲမှာလာမအိပ်ဘူးလားမမေနဲ့ပြင်မှာချင်းတုပ်သွားမယ်လေချင်းတစ်ကောင်နှစ်ကောင်ရှိတယ်အပေါ်မှာတစ်ခါကျရင်ချင်းကတက်လာတယ်ဒီလောက်အမြင်ကြီးတောင်မှချင်းကတက်တာလားနော်ချစ်နော်ချစ်စရာလေးတဲ့ဤပဲလေးရတဲ့အိတ်နေပြီလားတဲ့မေးနေလို့အိတ်တော့မှဟုတ်တယ်ခလေးအိတ်တော့မှတုံးလုံးလေးလှဲလိုက်ပြီခလေးအိတ်တော့မှလားသားဟုတ်လားသားလေးအိတ်တော့မှလားအိတ်တော့မှလို့ဟုတ်ကဲ့ပါဗျာလို့ခုနိုင်ပါဗျာလို့ပြောလိုက်ခုနိုင်ပါဗျာလို့သားလေးအိတ်ပါတော့မယ်ဗျာလို့တုံးလုံးလေးလှဲနေပြီဒီမှာတုံးလုံးလေးလှဲထားပြီတုံးလုံးလှဲထားပါပြီရှင်ဤပဲလေးအိတ်ပါတော့မယ်ရှင်မျက်လုံးလေးမှိတ်နေပြီအခုရှင်ကစပြီးတော့အိတ်ပါတော့မယ်ခမညာလို့ည12နာရီလောက်ကနေစပြီးတော့အမွှေစိတ်မှွေပါတော့မယ်ခမညာလို့ချွဲပြန်ပြီချွဲတာလားချွဲပါဦးမလီမောကြည့်မမေချွဲပါဦးချစ်စရာလေးလားချစ်စရာလေးဂျွန်းထိုးပြပါဦးမမေဂျွန်းထိုးပြပါမလေးလိန်မာလိုက်တာဟဲ့နောက်တစ်ခေါက်ထိုးပါဦးဂျွန်းလေးဂျွန်းထိုးပြပါဦးကလေးဂျွန်းထိုးပြပါဤပေးဂျွန်းထိုးပြပါဦးမလေးချစ်စရာလေးမလေးချွဲနေယူကလေးကြည့်ဦးဤပေးမကြမမေကြည့်ပါဦးဒီမှာကြည့်ပါဦးဤပေးလေးဤပေးဖေလေးကိုလုံးလိုက်ဖေလေးကိုထိလိုက်သူ့ဖေထိလို့မကြိုက်နင်းကွာချွဲပါဦးလောက်မှာပဲထိမှာပဲချွဲတယ်ညဘက်ဆိုချွဲပြီရမှာယူကလေးချစ်စရာလေး